အာဂါဒရင်ကအချင်းခီးထွားဇက်ကိုမတော်ရဆဖွင့်နေတဲ့အတွက်အဖွဲ့သားတယောက်ကလွန်ခဲ့တဲ့နှစ်ပေါင်း400ကကဘာမြေစီကိုရောက်သွားခဲ့ပါတယ်။ဒီကိစ္စရဲ့အကျိုးသက်ရောက်မှုကြောင့်သူ့ရဲ့အချက်လက်တွေကမဟာမိတ်အဖွဲ့ရဲ့ database ထဲမှာချက်ချင်းဆိုသလိုပေါ်လာခဲ့ပါတယ်။အံ့ဩရာကောင်းကသူဟာကဘာမြေမှာလေတင်မောင်းတယောက်ဖြစ်လာခဲ့ပြီး2068ခုနှစ်မှာတည်ဆုံသွားခဲ့တယ်ဆိုတာပါပဲ။သူတို့အဖွဲ့သားကိုကယ်တင်ဖို့အတွက်အချင်းခရီးသွားဇက်ကိုပြန်ဖွင့်ခဲ့ပြီး Orville အာဂါတော့ယင်ကြီးဟာအချင်းကိုဖျက်ဆီးပြီးအောင်မြင်စွာခရီးသွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့2015ခုနှစ်ကိုရောက်မဲ့အစား2025ခုနှစ်ကိုရောက်သွားခဲ့ပါတယ်။ဂျက်တယောက်ကဘာမြေပေါ်မှာတောင်းတင်နေခဲ့တာဆယ်စုတစ်ခုတောင်အပြည့်ရှိနေခဲ့ပါပြီ။အချင်းခရီးသွားဇက်အတာလိုအပ်တဲ့ဒိုင်ဆန်အမှုတွေဟာအရင်တစ်ခေါက်ခရီးစဉ်မှာတင်နီးပါးလောက်ကုန်ခန်းသွားခဲ့ပါပြီ။ကံကောင်းတာက21ရာစုကလူသားတွေဟာဒီအရာကိုမဖန်တီးနိုင်သေးတဲ့အတွက်ကဘာပေါ်မှာအလွယ်တကူလိုက်စုဆောင်းလို့ရနိုင်ပါတယ်။အဖွဲ့သားတွေဟာ21ရာစုကအဝတ်အစားတွေကိုဝတ်ဆင်ပြီးအာဂါဒလုံးပန်ရနဲ့ကဘာမြေပေါ်ကိုလျှို့ဝှက်စွာဝင်ရောက်လာခဲ့ကြပါတယ်။နီးပညာပိုင်းမှာနှိမ့်ကျနေပေမဲ့လည်းညဗန်မြင်ကွင်းကတော့လှပနေသေးပါပဲ။မိုးလင်းတဲ့အခါမှာတော့အဖွဲ့သားတွေဟာနှစ်ဖွဲ့ခွဲလိုက်ပါတယ်။တစ်ဖွဲ့ကဂျက်ကိုရှာဖွေဖို့ထစ်ပြီးနောက်တစ်ဖွဲ့ကဒိုင်ဆန်အမှုတွေကိုစုဆောင်းဖို့ပါ။ကပတင်ကရရှိထားတဲ့အချက်လက်တွေအရလေးစိတ်မှာရှိနေတဲ့ဂျက်ကိုအမြန်ဆုံးရှာတွေ့သွားပါတယ်။ဂျက်ဟာသူတို့ကိုမြင်လိုက်တဲ့အခါခန်းစားချက်တွေရောထွေးသွားခဲ့ပါတယ်။10နှစ်တောင်ကြာပြီးမှသူ့ကိုလာကယ်မဲ့သူရှိမယ်လို့မမျှော်လင့်ထားခဲ့လို့ပါ။သူကအင်ကိုတန်းမပြန်သေးပဲသူတို့ကိုကဘာမြေအနောက်လိုက်ပြခဲ့ပါတယ်။သူဟာ20ရာစုရဲ့လူနေမှုဘဝနဲ့လုံးဝကိုအသားကျနေခဲ့ပါပြီ။အဲ့ဒီနောက်သူတို့3ယောက်ဟာဂျက်ရဲ့အင်ကိုပြန်လာခဲ့ကြပါတယ်။အဲ့ဒီမှာသူကအိမ်တောင်ကျပြီးကလေးတွေလောက်ရနေခဲ့ပါပြီ။နေ့လယ်စာစားပြီးတဲ့နောက်အခန်းတစ်ခန်းထဲမှာသူတို့တီးတန့်စကားပြောခဲ့ကြပါတယ်။ကပတင်ကဂျက်ကိုသူနဲ့အတူပြန်လိုက်ခဲ့ဖို့ပြောတဲ့အခါဂျက်ကတော်တော်လေးစိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူကအခု Orville အဖွဲ့သားမဟုတ်တော့ဘူးလို့ညင်းဆိုခဲ့ပါတယ်။အချင်းခရီးသွားပြီးနောက်နှစ်တွေအစဉ်အလောင်းသူဟာလာခဲ့မဲ့သူကိုမျော်လင့်တကြီးစောင့်စားနေရင်ယူမတခံစားခဲ့ရတာပါ။နောက်ပိုင်းမှာသူ့မိမကသူ့ကိုဘဝတည်င်းပေးခဲ့တာမို့အခုတော့သူ့မကိုသူစွန့်ခွာမသွားနိုင်တော့ပါဘူး။ထင်မထားပဲသူ့မိမကသူတို့စကားပြောနေတာကိုကြားသွားတဲ့အတွက်ကပတိန်နဲ့သူ့အဖော်တို့ကခရတထွက်ခွာပေးခဲ့ရပါတယ်။ဂျက်ဟာသူ့မိမကိုအမှန်တရားဖွင့်ပြောပြပြီးနောက်သူတို့ကိုဘယ်တော့မှစွန့်ပြေမသွားဘူးလို့ကတိပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ဘဝလေးပြန်ပြီးအေးချမ်းသွားပါတယ်။ဒါပေမဲ့ဒီအေးချမ်းမှုကတိတ်မခံပါဘူး။တနေ့တော့မှဂျက်ရဲ့အိမ်တကားကိုလာခောက်တဲ့လူရှိလာပြန်ပါတယ်။ဒီတစ်ခါမှာတော့လုံခြုံရေးမူပါပါလာခဲ့ပါတယ်။သူတို့ဆက်ပြီးဖြောင်းပြနေတော့မဲ့ပုံမပေါ်တော့ပါဘူး။ဂျက်ဟာအချင်းကြီးမဟန်တော့ဘူးဆိုတာကိုရိပ်မိသွားပါတယ်။ဒါပေမဲ့သူတို့ကိုပြန်လိုက်ခဲ့ဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့သူ့မိန်းမနဲ့ကလေးပါခေါ်သွားခွင့်ပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါဟာအချင်းဆိုင်ရာစီးမြင့်တဲ့အရာလုံးဝမခင်နိုင်တဲ့ကိစ္စပါ။အနာဂတ်ကိုဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတာကိုဘယ်သူမှမသိနိုင်လို့ပါ။မျောလင်းချက်မဲ့သွားတဲ့ဂျက်ကသူ့ရဲ့လက်နက်ကိုဆွဲထုတ်လိုက်တော့ပါတယ်။အဲ့ဒီအချိန်မှာပဲကပတင်စီကိုအဖွဲ့သားတွေဒိုင်ဆန်အမှုအလုံးလောက်စုဆောင်းမိသွားပြီဆိုတဲ့သတင်းရောက်လာခဲ့ပါတယ်။ဒိုင်ဆန်အမှုရပြီဆိုရင်လွန်ခဲ့တဲ့10နှစ်ကအချိန်စီကိုသွားပြီးဂျက်ကိုတိုက်ရိုက်ကဲတင်လို့ရနိုင်ပြီဖြစ်လို့ကပတင်လည်းဆက်ပြီးအငြင်းမပွားနေတော့ပါဘူး။ဒီလိုသာလောက်လိုက်ရင်အချိန်ဝိရောဓသဘောတရားအရာအခုလက်ရှိရှိနေတဲ့အားလုံးဟာပျောက်ကွယ်သွားရမယ်ဆိုတာကိုဂျက်ကသိလိုက်ရတဲ့အတွက်အရန်ကိုထိတ်လန့်သွားပါတယ်။နောက်ဆုံးမှာတော့ဂျက်ကသူ့လုပ်ဖော်ကိုင်ဘက်တွေကိုဒုက္ခမပေးရတဲ့အတွက်သူတို့ထွက်ခွာတာကိုပဲထိုင်ကြည့်နေလိုက်ပါတော့တယ်။အာဂါဒရင်ပေါ်ပြန်ရောက်တာနဲ့အင်ဂျင်နီယာကအချိန်ခီးထွားဆက်ကိုပြန်ဖွင့်လိုက်ပါတယ်။ဒီတစ်ခါမှာတော့2015ခုနှစ်ကိုအောင်မြင်စွာရောက်ရှိသွားခဲ့ပြီးဂျက်ကို Orville ယင်စီကိုအမြန်ဆုံးပြန်လဲကဲတင်နိုင်ခဲ့ပါတယ်။ဘာမှမသိသေးတဲ့ဂျက်ကတော့နောက်ဆုံးမှာအကေခံရပြီဆိုပြီးစိတ်သက်သာရနေတဲ့အခါကြံတဲ့သူတွေကတော့စိတ်မချမ်းမသာဖြစ်နေကြပါတယ်။25ရာစုကိုပြန်ရောက်တဲ့အခါသူတို့ကဖြစ်ပျက်ခဲ့သမျှအားလုံးကိုဂျက်ကိုပြောပြခဲ့ပါတယ်။အန်ဩစရာကောင်းတာကဒါကိုကြားရတဲ့အခါသူကိုယ်တိုင်အဲ့ဒီလိုဆုံးဖြတ်ချက်မျိုးချခဲ့တာဆိုတာကိုသူမြုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီ10နှစ်တာကာလအတွင်းမှာဂျက်ကဘာတွေခံစားခဲ့ရမလဲဆိုတာကိုအားလုံးကနားလည်ပြီးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အဖွဲ့သားတွေဟာတယောက်နဲ့တယောက်စကားပြောဆိုကြရင်းနဲ့ပဲစိတ်သက်သာရသွားခဲ့ကြပါတယ်။ Orville အာဂါတော့ယင်ကြီးဟာနောက်ထပ်စွန့်ကြောင်းခန်းအသစ်တစ်ခုစီကိုဆက်လက်ထွက်ခွာသွားပါတော့တယ်